มันใจห้องเมื่อเหล่ที่เฮิรนเขาเสเร่งรูคำแขกนำกัดนำเย็นหมักไม่ตั้งกินเส้นนั่นอยู่เพราะว่าเมื่อถึงเฮิรนเจ้าหน่วยช่วยทุนเขาเยาวในปีใจเคอเหลียวหมอกลาดคอความสั่งสอนปันลองไล่ให้กองลองฟิงทุ่งไตเยาจูกันเมื่อตีอ่องเก่าหมอกความลงตุนเตเต็งตานยามอยู่เศร้าวันไตเฮาวันชันสู้นั่นอยู่ไม่สูงค่ะมาเหลือเขาค่ะใจเคอเหลือมาฮอดแถวตีเว้งตุนเตในขณะเนาะมาฮอดแถวเสียอะไรเขาค่ะอะไรมาคบทบกันนั่งพี่น้องไตเนื้อเลือดไตขนาดเนาะขอความไตแก่เขาหมอดิความไตก็ของหมอสีตาก็เขาฮักของเชียงเปียงรีลองฟิงไงฟิงจงไผ่ของไตรายการนกตูจะไหนว่าเขาเฮ็ดสั่งในเลยเอานั่นเอาวันตาเมื่อน่ะกูเขาเฮ็ดสั่งพิษเปิงบาดเสียงก้าเดี๋ยวเรียกว่าเพชรยอดเพชรก่อนเช่นนี้ที่อย่าไปให้อะไรเป็นนั่นเข้าคามามีนะมาเป็นปนพรเข้าคามีไว้แล้วเข้าคามาสั่งสอนบ้านมันมาที่เนี่ยตามบ้านเข้าคาตีแล้วก็รังมันย้อนเบื่อว่าเขาเอาหมอความไตเลยเข้าคาเลยแล้วก็มันแน่ว่างความสีน้ำตาลเนาะโอ้จะด้วยดียิงเจมูมาบ่เนาะช่างยิงเจมูมาช่างลูกမျိုးတွေအားလုံးရဲ့เกณฑ์เนี่ยตัวเนี่ยโอ้ดีပုံမောင်းဆိုတာကတော့ဘလို့ပဲဖြစ်နေဒါရှမ်းတရင်သားအားလုံးရှမ်းလူမျိုးအားလုံးကိုစားပြုတယ်ရှမ်းလူမျိုးတွေရဲ့အထင်ကြီးအဓိကအနဲ့တမျိုးတန်ဖိုးထားတဲ့ရိုးရည်ကြီးမှုဖြစ်တဲ့အတွက်ကြောင့်မလို့ရှမ်းရိုးရည်ကြီးမှုချင်းတဲ့မျိုးတဲ့လူတွေဘယ်သူမဆိုဘောနော်အကြေဒီဥမာရှမ်းရိုးရည်ကြီးမှုဟိုဒီပုံမောင်းကိုတီးပြီးမှအာရှမ်းအဖွဲ့ငါတို့ထောင်ထားတယ်ငါတို့ရှမ်းသာသနာပြုဖွဲ့ငါတို့ရှမ်းဦးစီတီးပြီးမှငါတို့ရမုံငွေရှာမယ်ရှမ်းဦးစီတီးပြီးမှငါတို့သာသနာပြုမယ်ဆိုပြီးလုပ်နေတဲ့ဟာတွေလည်းအများကြီးတွေ့ရတယ်ပေါ့နော်တို့ပေမဲ့ရှားတို့ရဲ့ဒီရိုးရည်ကြီးမှုရှမ်းရိုးရည်ကြီးမှုဆိုတာကရှမ်းတမျိုးသားလုံးရဲ့အဓိကအတင်ကြရဖြစ်တဲ့အမြတ်တင်တို့တန်ဖိုးထားတဲ့ရိုးရသူတွေကပစ္စည်းရင်ကျေးမှုပစ္စည်းတွေဖြစ်တယ်။ဒါကြောင့်မလို့ဒီအနေနဲ့အရာမှာရှိတဲ့ရှမ်းရိုးရင်ကျေးမှုချင်းမြတ်နိုးတဲ့လူတွေကိုလည်းပြောချင်တာကကိုလှုပ်လိုက်တဲ့ရင်ကျေးမှုကိုချင်းမြတ်နိုးလို့ကိုကတီးတယ်ကတယ်ခုံတယ်ပေါက်တယ်လှုပ်ကြတယ်။ဒါပေမဲ့အမှားအယွင်းယွင်းနဲ့တိုင်းသားလူမျိုးတစ်ခုခုရဲ့အမြတ်တင်တို့တန်ဖိုးထားတဲ့ရိုးရရင်ကျေးမှုတွေကိုစော်ကားတယ်လို့မဖြစ်အောင်ရင်ကျေးမှုကိုပစ္စည်းတွေမဖြစ်အောင်ဆိုပြီးတော့မှဂျာလိုကတော့လာပြီးမှတင်ပေးတယ်တီးတော့တတ်တော့လေးလေးကိုလာပြီးတော့မှပြတာပေးတာပေါ့နော်ဒါကြောင့်မလို့ရှမ်းဦးစီတီးမယ်ဟိဆိုလို့ရှိရင်လည်းနေရာတကာမှာလည်းတော်တော်များများပေါ့မြန်မာပြည်တစ်ပြည်လုံးမှာရှိတဲ့လူမျိုးတော်တော်များများဒီရှမ်းရိုးရာရှမ်းဦးစီကိုတီးကြတယ်ရှမ်းဝတ်စုံတွေကိုဝတ်ကြတယ်တီးကြတယ်ဝမ်းတာပါတယ်ရှမ်းလူမျိုးတယောက်အနေနဲ့ဘာလို့ဆိုတော့ကိုယ့်ရဲ့ရှမ်းလူမျိုးရှမ်းရိုးရာရင်ကျင်းမှုကိုအမြတ်တနိုးတန်မိုးထားပြီးတီးကြတယ်ခတ်ကြတယ်အတွက်ကြောင့်မလို့ဝမ်းတာတယ်အားလဲအားပေးတယ်တို့ပေမဲ့တီးနေတဲ့ကနေတဲ့ဟာလေးအမားအယွင်းယွင်းမဖြစ်ရလေအောင်ဆိုတဲ့ရည်ရွယ်ချက်ကတော့ကျတော့ရှမ်းလူမျိုးတိုင်းရှမ်းတိုင်းရင်သားတိုင်းရဲ့ရင်ထဲနှလုံးထဲမှာတော့ကိုယ်ရွေးရင်ချင်းမှုကိုစော်ကားတာမခံချင်ဘူးမာယွင်းယွင်းနဲ့လှုပ်တာလေးကိုမဖြစ်ချင်ဘူးဒါကြောင့်မလို့ကျတော့အမောမာယွင်းမဖြစ်အောင်လို့ရောက်တဲ့နေရာမှာမိတိနေရာမိတိဒေတာမရွေးဒီရွေးရင်ချင်းမှုကိုတော့ပြန်သွားပေးတယ်ကျတော့တီးတဲ့တတ်တဲ့ဟာဒီကျတော့တယောက်တည်းအတွက်မဟုတ်ဘူးကျတော့တမျိုးသားလုံးရဲ့ဥစ္စာဖြစ်တဲ့အတွက်ကြောင့်မလို့ဇာတိသွားရင်လည်းဆက်ကိုထဲမှာပါသွားဘူးအကုန်လုံးမှာကိုယ့်ရဲ့မျိုးဆက်လေးတွေမျိုးစေ့လေးတွေကြံခဲ့စေချင်တယ်တို့နေသိန်းတာဆိုလို့ရှိရင်လည်းရှားမယ်ဟုတ်တယ်နော်ရှားမယ်တို့ပေမဲ့လက်ရှိအချိန်မှာဒီခေတ်မှာရှမ်းစကားမပြောတတ်တော့ဘူးရှမ်းတွေးရတော့ပါပြီးသားဘယ်လိုပဲဖြစ်နေနောက်ဆုံးရှမ်းပဲပုတ်စားမှုတယ်ဆိုလို့ရှိရင်တော့မှရှားမယ်ရှမ်းအိုးစီတီးမယ်ရှမ်းအိုးစီနဲ့ကွေးကအောင်လိုက်ပြီးတော့ကတ်တော့လို့ရှိရင်လည်းရှားမယ်တို့ပေမဲ့အမအယွင်းမဖြစ်ရအောင်ရှမ်းအိုးစီကို50လုံးပြိုင်ပြီးတီးမယ်ရှမ်းဦးစီကိုဝါလက်ခုတ်လေးနဲ့တွဲပြီးတီးမယ်ပတ်စာမှာပါပဲနဲ့ဟီးရိုးဖြစ်အောင်ဦးစီကိုလွယ်ပြီးမှဖင်ထောင်ပြီးရှောက်ရမ်းပြီးမှဟန်လုတ်တဲ့ဟာတွေကဆိုလို့ရှိရင်ဒါဆရာတို့ယဉ်ကျေးမှုနဲ့လုံးဝမကိုက်ညီတယ်လို့ဆရာတို့ရွေးယဉ်ကျေးမှုစော်ကားတယ်လို့ဖြစ်တယ်အခုကဆရာတို့တွေ့နေရတဲ့နတ်ကနာပွဲဆိုလဲသွားတီးတယ်အရက်တေသာတောက်ပြီးမူးယူပြီးလို့ဆိုလဲတီးကြတယ်တကယ်တမ်းဆရာတို့ရှမ်းမှာအရက်တေသာမူးယူတောက်ဆိုင်မှာရွေးယဉ်ကျေးမှုကိုဒီခတ်တာမျိုးလုံးဝမရှိဘူးနတ်ကနာပွဲမှာဘယ်တော့မှမတီးဘူးနတ်ကနာပွဲတွေပါတယ်မှာမူယူအရက်တောက်ပြီးအရက်လာပြီးနဲ့တောက်လိုက်ပြီးထားတယ်ရှောက်တယ်မှာအိုးစီကိုဖင်ထောင်နေကိုယ်ရမ်းပြီးရှောက်ပြီးတာရှမ်းလူကလုံးဝမရှိဘူးလုံးဝတီးလည်းမတီးကြဘူးဒါကြောင့်မို့လို့ဒီမြန်မာပြည်မှာရှိတဲ့လူကနေရာဒေသအနက်မှာရှိတဲ့ရှမ်းရွေးရင်ကျမှုချင်းမြတ်နိုးတဲ့လူတွေရှမ်းဦးစီတီးတဲ့လူတွေမှန်သမျှဒီကျတော့ရွေးရင်ကျမှုကိုအမြတ်တင်တို့တံမိုးထားပြီးတော့တီးကြတယ်ဆိုလို့ရှိရင်တိတ်ကြတော့ဝမ်းတာတယ်ဂုံယူတယ်အားပေးတယ်တို့မဲ့အမအရင်မဖြစ်စေချင်ဘူးနော်ရှမ်းဦးစီကိုပတ်စံမပါဘဲနဲ့ဖင်ကြီးရာပြီးတော့ရှောက်ပြီးတော့ကားနေဆရာတို့ရှမ်းရိုးရမှာဒီတော့လုံးဝမရှိပါဘူးပတ်စံမပါဘဲနဲ့လည်းမတီးပါဘူးဆရာတို့ရှမ်းဦးစီဆိုတာရှမ်းလူမျိုးတွေရဲ့စကားနဲ့ခေါ်မယ်ဆိုရင်ဦးစီကိုရှမ်းလူကောင်းလို့ခေါ်တယ်ကောင်းပြောကြအောင်ကောင်းဆိုတာရှမ်းလူဆိုလို့ရှိရင်စုဝေးချင်းစုပုံချင်းဒီဦးစီကိုတီးလိုက်လို့လာစုလာဝေးကြလာပုံကြဆရာတို့ရဲ့ဘိုးဘေးဘီဘီနဲ့လုပ်ပေးခဲ့တာ
ဒီဒုတိယပစ္စည်းကိုဂေါင်းလို့ခေါ်တယ်ဒါကြောင့်မို့လို့အိုးစီလည်းမခေါ်ဘူးဘုံလည်းမခေါ်ဘူးဆရာတို့ကဂေါင်းပဲခေါ်တယ်ဂေါင်းတိုင်းဂေါင်းကွန်ယောက်ဂေါင်းဆိုတာအခုအိုးစီကွန်ယောက်ဆိုတာဖင်ရှည်တယ်ဖင်ရှည်တဲ့အိုးစီခါရှည်အိုးစီဆိုပြီးခေါ်ကြတယ်ဂေါင်းနော်ကျန်လို့ဂေါင်းလို့ခေါ်တယ်ဒီအိုးစီတီးလို့ရှားတဲ့နေရာနေလာပြီးတော့စုဝေးကြတာလာပုလာပုံလာစုပုံကြတာဂေါင်းလေမစုကနိုင်မကောင်းကနိုင်ဆိုဒီမှာလာစုဒီမှာလာဝေးလို့ပြောတာအိုးစီတီးပြီးမှဂေါင်းလို့ခေါ်တယ်ရှားလို့ဟုတ်တယ်နော်ဒါကြောင့်မို့တကယ်အနှစ်သာရရှိတဲ့ရှားတို့ရဲ့အမြတ်တင်တို့တန်ဖိုးထားတဲ့အတင်သေးရဖြစ်တဲ့ရှမ်းဦးစီပေါ့နော်အဲ့ဒါခေါင်းလို့ခေါ်တယ်။အကယ်၍မင်္ဂလိဆိုလို့ရှိရင်လည်းမင်္ဂလိခေါင်းပေါင်းပေါင်းမယ်ဆိုရင် ready made တွေရှိပါတယ်မပေါင်းတက်လို့ရှိရင်စပင်ကိုဒီမျိုးဖာလာကြီးမချဘူး။နောက်ကလည်းမချဘူးအကုန်လုံးတေချာစုစည်းပြီးမှခေါင်းပေါင်းကိုပေါင်းရတယ်။နတ်ကတော်လိုမျိုးပေါ့နော်နတ်ကတော်လိုမျိုးဘလူးမကြီးလိုမျိုးဘယ်တော့မှဆရာတို့ခေါင်းပေါင်းမှအမျိုးမလုပ်ရဘူး။နော်ဘုရားရှင်ရင်မှုပေါ့။ဟိုဘူဒီပတ်တီလည်းမဖြစ်ရဘူး။နော်ဒါကြောင့်မို့အရေးအကြီးဆုံးကတော့ရှမ်းမျိုးရဲ့ယဉ်ကျေးမှုချက်မြတ်နေတဲ့လူမှများဒီစီကန်းချက်တော့မဟုတ်ဘူးပေါ့ရှမ်းလူမျိုးတွေကိုလေးစားပါဘို့အတုံးပြတဲ့ရိုးရရင်ဒီမှုဒုတိယဒီကြီးတွေကိုလေးစားပါနော်ကိုလုံးခဲ့အပြတ်ကြောင့်မလို့စော့ကားတာမျိုးမဖြစ်စီစေဘူးလို့အဲ့ဒါကြောင့်မလို့နော်โคใต้กวนใต้ในเลี้ยงสายฟ้าตอนปันเมื่อปนมา8 ปี24วัน4เดือน2เฮงปลาย18นั่นข่าวว่าป้อวันใหญ่วันหลวงวันป่วยไต้มาจังทกนุงและเงี้ยว่าไว้กาขันซึ่งนั้นแลเป็นอันปีที่เสื้อเสือที่ขายาวဒီလိုလေးမျိုးစုံတွေ့ဖို့အတွက်ကိုအများကြီးမျှော်လင့်ခဲ့ပါတယ်ဒီနေ့တော့မျှော်လင့်ထားတဲ့အတိုင်းတကယ်ကိုတွေ့ခဲ့ပါပြီဒီထဲမှာဝမ်းသာကြည်လို့ပြီးပြီးအများကြီးဖြစ်ခဲ့ရပါတယ်အတိုင်းမသိဝမ်းသာကြည်လို့ရပါတယ်ကျွန်တော်ရှမ်းရွာယဉ်ကျေးမှုအတွက်ထောက်အများကြီးဖြစ်စေလို့တဲ့တောင်ကြီးမြို့မှာဆရာဆိုင်သေးလူကနေပြီးတော့လာရောက်ပြီးတော့ရှမ်းဦးကြီးတီးဒီဆရာတေးစိတ်ပြင်မခံပြီးတော့လာရောက်တင်ကြားပေးပါလေခင်ဗျာဒီလိုတင်ကြားပေးနိုင်ဖို့အတွက်ကိုလည်းဆဆရရကိုကြီးခဲ့တဲ့ဆိုင်ပေါ့လေကျေးဇူးတင်ပါတယ်အခုလိုဆုံးပြရတဲ့ညီကိုတွေရဲ့အခုလိုဆုံးစီးစီးနဲ့ဆုံးပြရတာကိုလည်းအများကြီးစိတ်ထဲမှာကြည်လူဝမ်းသာပြီးဖြစ်နေတာမိုင်းစားမိုင်းစီဟာ